ထားလားနားလေကျွန်မပြန်ဖတ်လိုက်မယ်နော်တညက်တွေကြည့်လို့ရအောင်လို့ကျွန်မဒီနေ့ပူဇော်ပြမှာပါပူဇော်မှာကခန္ဓာတုတ်ဖြစ်ပါတယ်ရှင်ခန္ဓာတုတ်က level 2တုဒ္ဒဒီပလိုမာ level 2တရားတော်နံပါတ်4ခန္ဓာတုတ်အနှစ်ချုပ်အဲ့ဒါကခန္ဓာတုတ်အနှစ်ချုပ်ပါကျမတို့ခန္ဓာတုတ်အနှစ်ချုပ်ကိုပူဇော်နိုင်မှုကောင်းကောင်းဖြေနိုင်မှုအတွက်ဆိုရင်ပထမဆုံးခန္ဓာတုတ်ကိုအရင်ရထားဖို့လိုပါတယ်အရင်တော့ခန္ဓာတုတ်ကိုဒီတိုင်းမရလဲမေတ္တာတုတ်ကိုဒီတိုင်းမရလဲဒီထေရအတိုင်းလေးကြည့်ပြီးတော့ဖြေလို့ရတယ်အခုနောက်ပိုင်းမှာအဲ့လိုလေးဖြေလို့မရတော့ဘူးဒီခဏတုတ်ဆိုခဏတုတ်ရဲ့ပါဠိရောအနက်ကောရမှာဖြေလို့အဆင်ပြေအားကြောင့်မလို့ကျမတို့ကခဏတုတ်အနှစ်ချုပ်ကိုမလေ့လာမီခဏနှစ်ချုပ်ကိုမတင်မီပေါ့နော်အဲ့ဒါမတင်မီမကြက်မီအလွယ်ကူဆုံးဒီခဏတုတ်ကိုအရင်ဆုံးပါဠိလိုရောမြန်မာလိုရောရအောင်ကြက်ထားမယ်အဲ့ဒီပါဠိလိုရောမြန်မာလိုရောနှစ်မျိုးလုံးရပြီဆိုလို့ရှိရင်လွယ်သွားပြီဟိုဘက်ကအရန်ကိုလွယ်သွားပြီဒါအဲ့ဒါကြောင့်မလို့ဒါလေးကိုအရင်ရအောင်ကြက်ပါမယ်ဒီခဏတုတ်တို့ဘာလို့အရေးကြီးလားပါဠိကြက်ဖို့လိုလားမလိုလားဆိုတာမေတ္တာတုတ်မှာ level 1မှာဖြည့်ပြီးသားဖြစ်တဲ့အတွက်ထူးထူးခြားခြားပြောစရာမလိုအောင်မဖြစ်မနေကြက်ရမှာပါ level 2ကလွယ်ပါတယ်ခဏတုတ် level 3ရရင်တော့ရတနာတုတ်နဲ့တွေ့မှာပါရတနာတုတ်ကတော့နည်းနည်းရှည်ပါတယ်ရတနာတုတ်ကတော့ level 2ပြီးရနဲ့တန်းပြီးတော့ကြက်ထားပါတော့ဟုတ်ဒါဆိုလို့ရှိရင်ကျွန်မခဏတုတ်လေးကိုပူဇော်နော်တပ္ပါတိဝိတဇာတိနံဒိဗ္ဗမန္တာကဒံဝိယယန္နာတေတိဝိတံခောရံတေတိစာပိပရိတယံအာနခိတံမိတပ္ပထတပ္ပတာတပ္ပပါဏိနံခဏလေးရှင်နောက်ပြီးကြမှာပူဇော်မယ်နော်ဒီမှာရေဆုံးပူဇော်ပေးအောင်မယ်နော်တပ္ပတောပိနိဝါရေတိပရိတန္တံဗနာမဟိဝိရူပက္ခေဟိမေမိတံမေတ္တံအေယာပထေဟိမေသဗျာပုတ်တေဟိမေမိတံမေတ္တံကနာဂောရမကေဟိစအပါတကေဟိမေမိတံမေတ္တံဒုပါတကေဟိမေစတုပ္ပတေဟိမေမိတံမေတ္တံပဟုတ်ပတေဟိမေမာမံအပါတကောဟိန္တိမာမံဟိတိဒွိပါတကောမာမံကြမာမံစတုပတောဟိတိမာမံဟိတိဘုပတောတဗ္ဗေတတ္တာတဗ္ဗေပါဏတဗ္ဗေဘူတာစကေဝလာတဗ္ဗေဗတ္တရာနိပတ္တန္တိမာကေစီပါပမာဂမအပ္ပမနောဗုဒ္ဓောအပ္ပမနောဓမ္မောအပ္ပမနောတံဃောပမာဏဝန္တာနိတရိတပါဏိအဟိဝိသိကာတတပတိဩနနာဘိတရဘူးမူတိကာကတာမေရခာကတမေပရိတံပဋိက္ကမန္တုဘူတာနိသောဟံနမောဘဂဝတောနမောတတ္တနံတမ္မာတမ္မုဒ္ဒါနံခဏတုတ်တံနေဋ္ဌိတံတူလေးပါရှင်3မိနစ်4မိနစ်လောက်ဆိုပြီးပါတယ်ဒါကိုကျွန်မဘာသာလေးပြန်ပြီးမယ်ဟုတ်နောက်ပြီးကြတော့မှကျွန်မ2မျိုးဒီဟာလေးကဒီ page ဆက်တုပ်တဲ့တော့ဒါရိုက်ပါနောက်ကတစ်ခုဘာသာပြန်ကကြတော့ဆရာတော်တီတကူလာမင်းစီကနေယူထားတာပါရှင်အခုဒါကျွန်မဘာသာပြန်မှာတက်ပါဆိုတာအလုံးစုံသောတက်ပါဆိုတာတကယ်လို့စာအုပ်ထဲမှာရှိတယ်အပြင်မှာစာအုပ်ရှိဆိုမင်းလေးလိုက်ပြီးတေးထားပါအဲ့ဒါလေးကအရန်ကိုအဆင်ပြေပါတယ်နော်တက်ပါဆိုတာအလုံးစုံသောဝိတဆိုတာအစိတ်နော်တီဆိုတာလှင့်လှင့်မြန်မြန်တက်ပါတိဝိတဇာတိနံလှင့်လှင့်မြန်မြန်တက်တဲ့အစိတ်နော်ဒိဗ္ဗမန္တာကဒံဝိရှအဲ့ဓာတွေကိုတဲ့နတ်မန္တနတ်စေဝကဲ့သို့ယန္နာတေတိဝိတံခောရံနော်ယန္နာတေတိဝိတံခောရံဖြည့်စည်းတတ်တယ်ဝိတဆိုတာအစိတ်ဝိတံဆိုတော့အစိတ်တို့ကိုအဲ့ဒီအစိတ်တို့ကိုပျက်စီးစေရဲ့တဲ့တေသစ္စာပိပရိတံအဲ့ဒီပရိတပရိတေနဲ့အယန္တာလုံးလိုက်လို့ရှိရင်အစိတ်တွေကိုအယံကိုလှလှမြဲမြဲတက်တဲ့အစိတ်တွေကိုပျက်စီးစေရဲ့တဲ့ဒီမေတ္တာတုတ်လို့ပြန်ပြီးပြောမယ်ဒီနံပါတ်1နဲ့နံပါတ်2ကခဏတုတ်ရဲ့အမွှင်ခဏတုတ်ရဲ့အမွှင်ဆိုတော့ဒါကဖျားဟောမဟုတ်သေးဘူးအရင်တော့ကတော့ဖျားဟောမဟုတ်သေးတဲ့အမွှင်ဆိုလို့ရှိရင်ကျမတို့ကဒါတွေကိုမကြက်နဲ့ဆိုပြီးကြော်ခဲ့တယ်ဒါပေမဲ့မေတ္တာတုတ်မှာလည်းအမွှင်ကိုမေးသွားပြီပြီးခဲ့တဲ့ batch မှာပြီးခဲ့တဲ့စာမှုပွဲမှာ
နော်ဒီခန္ဓာတုတ်မှာလည်းပြီးခဲ့တဲ့ဘက်ကဒါလေးပါသွားတယ်အမွှန်းကိုပဲမီးသွားတာနော်10မှတ်ဖို့ဟုတ်လားအဲ့ဒါကြောင့်မို့လို့ကြော်ခဲလို့မရပါဘူးနံပါတ်1နဲ့နံပါတ်2ကလည်းအမွှန်းမှာမနစ်ကမေးပြီးသားဆိုပြီးတော့လည်းမချန်ခဲ့ပါနဲ့ချန်ခဲ့လို့မရပါဘူးเนาะ1နဲ့2နဲ့ရခန္ဓာတုတ်ရဲ့အမွှန်းမှာဘယ်လိုဒီခန္ဓာတုတ်တော့ဘယ်လိုကောင်းတယ်ဆိုတာမှွန်းထားတာဟုတ်ပြီအဲ့တော့နံပါတ်2လေးကိုဆက်ပြီးဘာသာပြန်ပြမယ်เนาะအာနဲ့ခိတ္တံမိဆိုအာနာခိတ်ကိုပြောတာမြတ်စွာဘုရားရဲ့အာနာကဘယ်လောက်ထိပြတ်နေလဲဆိုစัจ java လာဂရေတသိန်းအခုကျမတို့ဒီနာကနေခန္ဓာတုတ်ကိုပူဇော်လိုက်မယ်ခန္ဓာတုတ်ကိုရွတ်လိုက်မယ်ဆိုဗမာတပီတုံးနေမကဘူးစัจ java လာဂရေတသိန်းထိအောင်အဲ့ဒီအာနာကပြတ်နေတယ်လို့ဆိုလိုတာပါရှင်တတ္တဝါအားလုံးတပြန့်နဲ့နဲ့တပ္ပဒါတပ္ပပါဏိနံတက်ရှိတတ္တဝါတွေအားလုံးတပ္ပတောပိနိဝါရေတိပြိတ္တန္တံပနာမဟေတဲ့အစိတ်ရှိတဲ့တတ္တဝါတွေယံကလည်းကာကွယ်ပေးတယ်ရှိရှိမြဘေးရဲ့အနေနဲ့နေကာကွယ်ပေးတဲ့အတွက်ဒီပြိတ္တော်ကိုတို့တွေရွတ်ဖတ်ပူဇော်ကြပါစို့တဲ့နံပါတ်3ဝိရုပက္ခေဟိမေမစ်တံနော်သူကဘာလဲဆိုဝိရုပက္ခမွေမင်းနော်ဝိရုပက္ခမေမင်းကိုလည်းမေတ္တာထားပါတော်တင်းနေခါနေဆက်ရောက်ပြီနော်မေတ္တအေရာပထေဟိမေမေတ္တအေရာပထေဟိမေဆိုတာအေရာပထမွေမင်းမွေမင်းကြီး၄မျိုးကိုသူကမေတ္တာပို့မွေမင်းကြီး၄မျိုးရှိတယ်ဝိရုပက္ခမွေမင်းအေရာပထမွေမင်းစပြပုဒ္ဒမွေမင်းနော်နောက်တစ်ခုကကဏ္ဍဂေါတမကမွေမင်းမွေမင်းဘယ်နှမျိုးရှိလဲရှင်၄မျိုးဟုတ်ပါပြီနာမည်လေးတွေပြောပြမလားဝိရုပကဝိနေရုပခ မိ ဣညာပတ္ထစဗ္ဗယဗုဒ္ဓကဏ္ဍဂေါတမဟုတ်ပါတယ်ရှင်တပ္ပရတဏ္ဍပြောလိုက်တာ ာဂေါတမမှန်ပါတယ်အဲ့ဒါဆိုရင်နံပါတ်1ကအမွှေးမှာကဏ္ဍဂေါတမကဏ္ဍဂေါတမကဂေါတမကေမွေဆိုတာအေဟိနော်အေဟိအေဟိဆိုတာမွေအဟိအဟိအဟိဆိုတာမွေအဲ့ဒီမွေမင်းနေနာမည်ရလို့ရှိရင်မွေမင်းနေကဘယ်တော့မှမွေတာလဲဆိုတော့ဟိုကတော့မေးသွား back sick ပြီးခဲ့တဲ့ဘက်စီကမွေမင်းနေမေးသွားပါတယ်ဟုတ်ပြီအဲ့တော့ तू ကမေတ္တာပို့တာဒီနံပါတ်3ကမွေမင်းကြီး၄ခုကို၄ဥပေါ့နော်မွေမင်းကြီး၄မျိုးမေတ္တာပို့တာဝိရုပခေမေမေတ္တံဝိရုပခမေတွေကိုမေတ္တာပို့ပါတယ်ငါမေတ္တာပို့ပါတယ်နော်နောက်တစ်ခါအေယာပထမွေမင်းကိုလည်းမေတ္တာပို့တယ်စပြပုတ်တေစပြပုတ္တဆိုတဲ့မွေကိုလည်းမေတ္တာပို့တယ်မွေမင်းနောက်ကကဏ္ဍဂေါတမကဆိုတဲ့မွေမင်းကိုလည်းသူကဒီအချုပ်ပေါ့နော်မင်းသူ့ရဲ့အချုပ်ဟိုဘယ်လိုပြောဘယင်ပေါ့နော်အဲ့မွေတွေကိုမေတ္တာပို့လိုက်တဲ့အခါအကုန်လုံးပါသွားပါမွေမင်းတွေအကုန်ပါသွားတာနော်အဲ့ဒါကနံပါတ်3ကမွေမင်းကြီး၄ခုကိုမေတ္တာပို့တာမှတ်ထားပါနော်စာရွက်မှတ်စာအုပ်မှာပဲဖြစ်ဖြစ် page 73ကျမတို့စာအုပ်တူတာဒီပလိုမာ level 2စာအုပ်လေးမကင်သေးဘူးเนาะဒီထဲကိုမကြည့်နဲ့အောင်နံပါတ်4ကကြတော့သူကခြေထောက်တဲ့ပတ်သက်ပြီးတော့နံပါတ်4ကခြေထောက်နဲ့ပတ်သက်ပြီးမေတ္တာပို့မယ်เนาะနံပါတ်4ကပါဒဆိုတာခြေထောက်မင်းလေးကိုလိုက်မှတ်ထားလို့ရတယ်เนาะပါဒဆိုတာခြေထောက်အပါဒဆိုတာခြေထောက်မရှိတဲ့တတ္တဝါတွေเนาะခြေထောက်မရှိတဲ့တတ္တဝါတွေဆိုဘာတွေဖြစ်မယ်ထင်လဲရှင်ခြေမရှိတဲ့တတ္တဝါမွေမွေမွေတို့အဓိကမွေပေါ့မွေတို့တီတို့ပုတ်တုံးလုံးဒီကဟုတ်တယ်နော်သူတို့ခြေထောက်မရှိနော်နောက်အပါဒဆိုဒီမှာခြေထောက်မရှိတာကိုပြောတာအပါဒပါဒဆိုတာခြေထောက်အဆိုတာမရှိတာခြေထောက်မရှိတဲ့မွေတို့လည်းမေတ္တာပို့တယ်ဒီမှာအခုကပါဠိကိုဘာသာပြန်ပေးနေတာနော်နောက်တစ်ခုကဒွိပါဒဆိုတာခြေထောက်နှစ်ချောင်းခြေထောက်နှစ်ချောင်းပါလိမ့်လူပေါ့လူဟုတ်တယ်ငှက်တွေရောပငတ်တွေလည်းထူထူပဲခြေထောက်ငှက်တွေလည်းနှစ်ချောင်းပါဟုတ်တယ်နောက်ကစတုပ္ပတေဟိဆိုတာခြေလေးချောင်းရှိတဲ့တတ္တဝါတွေလည်းမေတ္တာပို့တယ်ခြေလေးချောင်းတတ္တဝါတွေကဘာတွေလဲကတိကတမီလေးကိုယ်တို့ဝဲတို့နွားတို့ဆင်းတို့မြင်းတို့ဟုတ်တယ်ချင်းအောင်ချင်းချောင်းရှိအောင်ခြေထောက်ဘယ်နှချောင်းရှိတော့ဖြည့်ကြည့်ပါအောင်ရှင်ခြေထောက်ဘယ်နှချောင်းလေးကြလေးချောင်းတင်တယ်အဲ့ဒါဆိုကျွန်မစမ်းသက်လိုက်တာဒီထဲမှာဆရာတော်ကြီးတရားကိုမနာသေးဘူးမနာသေးဘူးဟုတ်ပါဆရာတော်ကြီးတရားကိုနာပြီးတဲ့သူမပါဘူးအခု10ယောက်ထဲ
မပါသေးဘူးတွေးကြတယ်ဆရာတော်ဘုရားကြီးကဟောထားပါတယ်ချင်းကခြေလေးချောင်းရှိတယ်တဲ့ဒီထဲမှာပါတယ်ဟောထားတယ်နော်ဖမ်းလိုက်တာမိပါပြီဟုတ်ပြီအဲ့တော့မေတ္တံဗဟုတ်ပတေဟိမေဆိုဒီမှာတော့ခြေတော်အများကြီးရှိတဲ့တတ္တဝါတွေကိခြေများတို့နော်အဲ့ဒါတွေကခြေတော်အများကြီးရှိတဲ့တတ္တဝါတွေအဲ့တော့ပထမဆုံးမွေလေးခုကိုမေတ္တာပို့တယ်နောက်တစ်ခုကကြတော့ခြေတော်တွေနဲ့ပတ်သက်ပြီး၄မျိုးပဲခြေတော်မရှိတာရဲ့ခြေတော်နှစ်ချောင်းရဲ့ခြေတော်၄ချောင်းရဲ့ခြေတော်အများကြီးရှိတာရဲ့မေတ္တာပို့တယ်နော်နောက်နံပါတ်5ကကြတော့မေဆိုတာဒီမှာဘာသာပြန်ရင်ပါဠိလိုမေမြန်မာလိုငါကိုငါအားပေါ့အဲ့ဒီအဓိပ္ပာယ်ရောက်တယ်နော်ဟုတ်ပြီအဲ့တော့နံပါတ်5ကကြတော့ဘာလဲဆိုပြန်ပြီးစုတောင်းတာမာမေဆိုတာငါ့ကိုဘာသာပြန်ရမယ်မာဆိုတာမမရှိမဟုတ် no မာဆိုတာ no ဆိုတဲ့အဓိပ္ပာယ်နော်မန်ဆိုတာငါပါတကယ်ဟိန္တိခြေတော်မရှိတဲ့တ attva တွေကလည်းငါ့ကိုဟိန္တိဆိုတာအန်ရလောက်တာငါ့ကိုအန်ရမပြုကြပါစေနဲ့ဟုတ်လားအခုနမေတ္တာပို့ပြီးပြီအခုတခါခြေထောက်နဲ့ပြန်ပြီးဆူတောင်းလိုက်တယ်ခြေထောက်မရှိတဲ့တ attva တွေငါ့ကိုအန်ရမပြုကြပါစေနဲ့မမဟိန္တိပြုပါတော့ခြေထောက်နှစ်ချောင်းရှိတဲ့တ attva တွေလည်းငါ့ကိုအန်ရမပြုကြပါနဲ့မမဟိန္တိမမစတုပ္ပတောဟိန္တိခြေထောက်၄ချောင်းရှိတဲ့တ attva တွေလည်းငါ့ကိုအန်ရမပြုကြပါနဲ့မမဟိန္တိဘဟုတ်ပတောဘဟုတ်ပတော်ဆိုတော့ခြေတော်များစွာရှိတဲ့တတ္တဝါတွေနဲ့လည်းတတ္တဝါတွေကလည်းငါ့ကိုအန်ရမပြုကြပါနဲ့ဆိုတော့တတ္တဝါအားလုံးပါသွားပြီနော်ဒီမှာကမေတ္တာတုတ်လောက်မရှုပ်ဘူးရှင်းရှင်းလေးရဲ့နော်ဟုတ်ပြီ5ဘိုက်ထိရောက်သွားပြီနော်နံပါတ်6တက်ပေတက်တာတက်ပေပါနာတက်ပေဘူတာစကိုလည်းတက်ပေတက်တော်ဆိုတော့တက်ပေဆိုတာဘာလဲရှင်အလုံးစုံတော့ တတဝါ တတ္တဝါတက်ပေဆိုလုံးစုံတော့ တတဝါအလုံးစုံ တတ္တဝါအားလုံး လုံးစုံတော့တတ္တဝါအား လုံး လုံးတက်ပေတက်တာဆိုတတ္တဝါအားလုံးတက်ပေပါနာဆိုတာကအသက်ရှူသွင်းရှူထုတ်ရှိနေအသက်ရှူနေတဲ့တတ္တဝါအားလုံးတတ္တဝါ2မျိုးတတ္တဝါအားလုံးတစ်ခုကအသက်ရှူနေတဲ့တတ္တဝါအားလုံးเนาะအသက်မရှူတဲ့တတ္တဝါရှိလား မရှိပါဘူး ရှိပါတယ် မ ရှင် ရှိပါဘူး ရှိပါတယ်ဗြဟ္မာကြီးတွေဗြဟ္မာကြီးတွေရုပ်ပဲရှိပြီးနာမည်ရှိတဲ့ဗြဟ္မာတွေเนาะရုပ်ပဲရှိပြီးနာမည်ရှိတဲ့ဗြဟ္မာတွေကအသက်မရှူပါဘူးရုပ်ကြီးတွေရှိပါတယ်အဲ့ဗြဟ္မာကြီးတွေအယံတက်တန်းရှိတာရှိတယ်เนาะဟုတ်ပြီတပ်ပေဘုဒ္ဓစကေဝလာတဲ့ခန္ဓာကိုယ်ထင်ရှားရှိတဲ့တတ္တဝါအားလုံးเนาะတပ်ပေဗတ္တရာနိပတ္တန်တုเนาะကောင်းသောအတွေးအကြံအမြင်တွေပဲရကြပါစေကောင်းတာတွေပဲဖြစ်ကြပါစေကောင်းတာတွေပဲတွေ့ရှိကြပါစေတဲ့တပ်ပေဗတ္တရာနိပတ္တန်တုဆိုတာကောင်းတာတွေပဲမြင်ကြပါစေကောင်းတာတွေပဲဖြစ်ကြပါစေကောင်းတာတွေပဲကောင်းကျိုးတွေပဲရရှိကြပါစေလှတယ်နော်တူတူလေးနဲ့နော်မာကိဉ္စီမာဆိုတာမရပါစေနဲ့ပါပမာကမအန္တရာယ်တွေမကောင်းတာတွေစိုးကျိုးတွေဘာမှမဖြစ်ကြပါစေနဲ့တဲ့အဲ့ဒီနံပါတ်6မေတ္တာပို့လေးတွေရွတ်မယ်ဆိုရင်လည်းတော်တော်ကောင်းပါတယ်တတ္တဝါအားလုံးအသက်ရှူသွင်းတဲ့တတ္တဝါအားလုံးနောက်ခန္ဓာကိုယ်ထင်ရှားရှိတဲ့တတ္တဝါအားလုံးနော်ကောင်းတာတွေပဲကြပါစေကောင်းတာတွေပဲမြင်ကြပါစေကောင်းတာတွေပဲဖြစ်ကြပါစေမကောင်းတာမှန်များဘာမှမဖြစ်ကြပါစေနဲ့မာပိစီပါပမာကမဟုတ်ပြီအဲ့တော့နံပါတ်ခွင်ကလည်းလှပါတယ်ဒီခန္ဓာတုတ်လေးကတူတူလေးနဲ့တအားလှပြောရမယ်ဆိုဟိုအယံကိုအနှစ်သာရရှိတဲ့တုတ်လေးပါအယံကောင်းပါတယ်မဖြစ်မနေကိုကြက်ထားသင့်ပါတယ်အပ္ပမနောဗုဒ္ဓောဆိုတာမြတ်စွာဘုရားအပ္ပမနောအတိုင်းအတာကျေးဇူးကန့်သက်မရှိနော်မြတ်စွာဘုရားရဲ့ဂုဏ်ကျေးဇူးဆိုတာအတိုင်းတာအကန့်အသတ်မရှိကြီးမားပါတယ်တဲ့နော်အပ္ပမနောဆိုတာအတိုင်းတာကန့်သက်မရှိတာအတိုင်းတာကန့်သက်လို့ကိုမရဘူးဓမ္မောတရားတော်ရဲ့ဂုဏ်ကျေးဇူးကလည်းအတိုင်းတာအကန့်အသတ်မရှိဘူးအပ္ပမနောတန်ခောတန်ဃာတော်ရဲ့ဂုဏ်ကျေးဇူးဆိုတာလည်းအတိုင်းတာအကန့်အသတ်မရှိပါဘူးတဲ့ဒါလေးကမေးသွားခဲ့ပြီဒီအပ္ပမနောဗုဒ္ဓောဆိုတဲ့စကားလေးကိုငါမှတ်ပြီးသွားပမာဏဝန္နာတိတရိတာပါဏိတဲ့ကျမတို့လူတွေဒီတက်တဝိုင်းကြအတိုင်းတာအကန့်အသတ်ရှိတယ်လောဘတွေကိလေသာတွေတဏှာတွေရှိနေတဲ့တက်တဝါတွေဟုတ်လားဒီဟာအဲ့ဒါလေးကိုပြောတာပါလူတွေတက်တဝါတွေမွေးတွေအားလုံးကအတိုင်းတာအကန့်အသတ်ရှိကြတယ်တဲ့
အဲ့တော့ဒီမှာအဲ့ဒီအတိုင်းအတာရှိတဲ့တတ္တဝါတွေမှာဒီမှာထပ်ပြီးရှင်းထားတယ်ရှင်းဟုတ်ကဲ့ပြောပါရှင် ဆရာမ ဟုတ်ကဲ့ဗာမေးချင်တာလဲရှင် ဟုတ်ပမာဏဝင်တာလေးအဲ့ဒါလေးတစ်ချက်ပြန်ပြောပေးပါလားဆရာမ ဩဒီမှာပမာဏဆိုအတိုင်းအတာအကန့်အသတ်ရှိတယ်နော်အတိုင်းအတာအကန့်အသတ်ရှိတဲ့တတ္တဝါတွေတရိတပါဏိဆိုတာမှတ်လိုက်ပါကိုနဲ့တွားကိုနဲ့ခန္ဓာကိုယ်နဲ့တွားတဲ့တတ္တဝါတွေတွားသွားတဲ့တတ္တဝါတွေခန္ဓာကိုယ်နဲ့တွားဆိုကျမတို့ကဘာနဲ့တွားလဲ ဒီတော့ ခြေထောက်ဆိုခန္ဓာကိုယ်အစိတ်ပိုင်းမဟုတ်ဘူးလား ဟုတ်ပါတယ် ဟုတ်တယ်နော်မွေတွေရောမွေတွေကတော့ပို့ပြီးတော့ထိထိရအောင်မှန်တာပေါ့သူကတွားသွားတာဒီခန္ဓာကိုယ်ကြီးနဲ့တွားတာနော်အဲ့တော့ခန္ဓာကိုယ်နဲ့တွားတဲ့တတ္တဝါတွေ ကိုနဲ့တွားသွားတာဟုတ်ကဲ့ ဟုတ်တယ်သူတို့တွေကတဲ့ဒီမှာကျတော့ကိလေသာအတိုင်းအတာတွေရှိနေကြတယ်တဲ့ပမာဏကိလေသာတွေရှိနေကြတယ်ကိလေသာတွေမကုန်သေးတဲ့တတ္တဝါအလုံးနော်သရိတပါဏိဆိုတာခန္ဓာကိုယ်နဲ့တွားတဲ့တတ္တဝါအထူးသဖြင့်တိတိကျကျပြောမယ်ဆိုတွားသားတတ္တဝါတွေပြောတာပါရှင်သရိတပါဏိဆိုတာရပြီလားရှင်ဟုတ်ပါဠိလိုတည်းတည်းပြောကြဗမာလူကြတခါ ရပါပြီရှင်ဟုတ်ကဲ့ဆရာမ နော်ဟုတ်ကဲ့ဒီမှာဆက်မှတ်ပါဒါလေးတွေကမဖြစ်မနေမှတ်မတစ်လုံးမှကြလို့များအဲ့ဒါကြောင့်ကျမဒီဟာပါဠိပြန်ရှင်းတာနော်အဟိဆိုတာမွေးမှတ်ထားပါသူကဖြစ်သွားအဟိကမွေး ဟုတ် ရ ကဲ့ လားရှင်ဝိစိကာကိမိကတတပတိယကိချေများအနေပြုတဲ့တတ္တဝါတွေကြီးပဲနော်တတပတိယကိချေများအုံလာနာပြီဆိုတာပင်ကူကိုင်လည်းသိတယ်နော်ပင်ကူကိုင်သိတတ်လားရှင်ပင်ကူကိုင်သိတတ်လား စိတ်ပြင်းရင်တော့သိရင်သိမှာ ပြာတော်ကြီးတရားကိုမနာသေးဘူးနောက်တစ် တ ချက် င့်ကူကရင်တော့ရောင်သွားတာပဲ နောက်တစ်ချက်လည်းမိ ရော ကြ င် ဟု သွား တ်တယ်ဆရာမမနာသေးဘူးရှင် တရားတော် နာ ကြီး သေးပါ က ဘူး ပင်ကူကိုင်လို့တည်တဲ့ရုပ်ရှင်ဇာတ်လမ်းလေးအကြောင်းပြောပြထားအဲ့ထဲမှာအဲ့ဒါလေးရုပ်ရှင်ကနိုင်ငံခြားရုပ်ရှင်ကပင်ကူကလေမော်မှာကွန်ပျူတာကြီးမှာကုန်းနေနေရောပြီးပါလာပြီးတော့မှဂိုဒေါင်ထဲမှာပင်ကူတွေအရန်ပေါက်ပြီးတစ်မျိုးလုံးကလူတွေကိုအကျိုးဘယ်လိုပြောမလဲညဆိုထွက်ပြီးတော့အဲ့ပင့်ကူဖြတ်သွားတာနဲ့အဲ့လူတွေတေကုန်တာဘာမှမသိနဲ့မိုးလင်းတေကုန်တာအဲ့ဒါလေးကိုရုပ်ရှင်ရိုက်ထားတယ်ပင့်ကူကိုင်လို့တေရဲဆိုတာဆရာတော်ကြီးကအဲ့ဒါလေးကိုပြောတာနိုင်ငံခြားရုပ်ရှင်ဇာတ်လမ်းလေးကိုတရားထဲမှာထည့်ဟောသွားတယ်ဆရာတော်ဘုရားကြီးကခက်လက်မိတယ်နော်ခက်လက်မကြံဘူးမတို့ဆရာတော်ဘုရားကြီးကိုမြင်အောင်လိုက်နော်အဲ့တော့အုံလာနာပြီဆိုတာပင့်ကူနော်တရဘူးဆိုတာတက်တူဆိုတော့တောက်တဲ့ကိုပြောလာမယ်ကျွန်မအဲ့ဒါမသိဘူးတရဘူးဆိုတာတက်တူမူတိကာကြွက်နော်ဒီတတ္တဝါတွေအကုန်လုံးကကိုက်ရင်တည်တတ်တယ်တဲ့နော်အဟိဆိုတာဘာလဲရှင်အဟိ မွေ မွေ ဝေ ပါ ဝိစိကာ မွေပါ မွေ ဆရာမ မွေ ဝိစိ ကိမိ ကာ က ကီမီကောက်ပါဆရာမ တတပတိ ကီမီကောက် တတ အ ပ င်း တိ ရှင်မြာ အင်းချေများ အင်းရှင်မြာ အုံနာ အင်း နာ ချေ ဘီ များ အုံနာနာဘီ ပင်ကူ ပင်ကူပါ ပင် တရ ကူ ဘူး ပင်ကူ တရဘူး တက်တူ တက်တူ မူတိကာ တက်တူ တက်တူ မူတိကာ ကျွတ် ကျွတ် အဲ့ဆိုဘယ်နှကောင် ကျွတ် ပြန်ရေးကြည့်ပါဦးကျွန်မကိုပါဠိလိုပြောပြကျွန်မလိုက်ရင်မယ် 6ကောင် အဟိ အေး 6ကောင် ဟီဝိစီကာ ဒီဝိသီကာ တတပတိ တတပတိ အုံနာ ဘုံ နာ နာ ဘီ နာပြီတရ တရ တ ဘူး ရဖြူ မူတိကာ မူတိကာ အဲ့ချက်ကောင်ရအောင်ကြက်တော့မယ်နော်အဲ့ချက်ကောင်လည်းဆမေးပွဲကမေးသွားပြီမေးသွားဆိုလည်းမကြော်နဲ့နော်ထပ်မေးလည်းမေးမှာအစိတ်ရှိတဲ့ခဏတော့မှာပါတဲ့အစိတ်ရှိတဲ့တတဝါ6ကောင်နောက်ဆုံးပိုက်ကိုရောက်ပါပြီရှင်ကတာမေရခံတဲ့ဒီမှာကအပေါ်ကဒိဗေအောက်မှာသွားဆက်တယ်နော်ကတာမေရခါဆိုငါ့ကိုကာကွယ်ဆောက်ရှောက်ပေးပါမေးဆိုတာငါနော်ဒိဗေဘာသာပြန်မှမေးဆိုတာငါမာဆိုတာမမဟုတ်မရှိမန်ဆိုတာငါနော်ဟုတ်ပြီကတာမေရခဆိုတာဆောက်ရှောက်တာငါ့ကိုဆောက်ရှောက်ပေးပါတဲ့ကတာမေရခငါ့ကိုဆောက်ရှောက်ပေးပါဒီအကောင်တွေမကိုက်အောင်ပေါ့နော်ကတံမေပရိဒံကာကွယ်ပေးပါဒီပရိတ်တော်ကနေကာကွယ်ပေးပါတဲ့ပဋိတံမန္တုဘူတာနိတက်ရှိထင်ရှားရှိတဲ့တတ္တဝါတွေဟုတ်လားတက်ရှိစင်စားရှိတဲ့တတ္တဝါတွေတဲ့
ဟိုမှာဖြစ်အောင်ပေါ့နော်ငါစီကိုမလာအောင်အဲ့ဒီအနေရရှိတဲ့အစိတ်အကောင်တွေမလာအောင်ကာကွယ်ပေးပါစောင့်ရှောက်ပေးပါတဲ့နော်အဲ့ဒီမှာဖျားကုံတော်တရားကုံတော်တန်ခါကုံတော်ရင်းနဲ့သူကကာကွယ်ထားလိုက်ပြီးနောက်တစ်ခါဒီမှာထပ်ပြီးတော့ဗာနဲ့ပြန်ပြီးကာကွယ်တယ်လဲသောဟန်နမောဘဂဝတ်တော်မြတ်စွာဘုရားရှင်ကိုကျွန်ုပ်ရှိခိုးပါတယ်တဲ့နော်ဘလို့ရှိခိုးရဆိုနမောတတ္တန်နံဒီဟာလေးကို highlight လေးတင်ပြီးမှတ်ထားလိုက်ပါတတ္တန်နံဆိုဖျားခုနှစ်စုအဲ့ဖျားခုနှစ်စုကတော့ဒီထဲမှာမပါဘူးဆရာတော်ကြီးရဲ့စာအုပ်ထဲမှာခဏတုတ်နှစ်ချုပ်ထဲမှာပါပါတယ်အဲ့ရတင်တော့ကျွန်မတင်ပေးပါမယ်နော်အဲ့ဒီဖျားခုနှစ်စုကလည်းကြည့်ရမယ်နော်ဖျားခုနှစ်စုကလည်းမေးထားပါတယ်တက်တန်နဲ့ဆိုတက်တဆိုခုနှစ်တက်တန်နဲ့ဆိုဖျားခုနှစ်စုတမ္မာတမုဒ္ဒါနဲ့ဖျားခုနှစ်စုလည်းကျွန်ုပ်ရှိခိုးပါတယ်တဲ့အခုကျမတို့ရှိခိုးနေတဲ့ဖျားကနာမည်ဘယ်လိုခေါ်လဲ ဘောရမ ဂေါရမမှန်ပါတယ်ရှင်အဲ့ဂေါရမဖျားဂေါရမဖျားရဲ့ရှင်မှာနောက်ထပ်ဖျား6စုရှိပါသေးတယ်နော်အဲ့ဒီဖျားပေါင်းက2ကျိတ်8စုရှိတာပါအဲ့ဒီရှိမှလည်းအများကြီးရှိတယ်ပေါ့ဖျားတွေဒါပေမဲ့ဖျား9စုပဲဘာလို့ရှိခိုးတာလဲဆိုဒီဖျား9စုရဲ့တပည့်တွေပဲဟိုဒီစัจ java လာကြီးတွေမှာရှိတာအဲ့ဒီရှိကအဲ့ဒီမရှိတော့ဒီဖျား9စုရဲ့တပည့်တွေရှိသေးတယ်ဆိုဟိုးအပေါ်မှာရှိနေဗြမာကြီးတွေဆိုရင်အယမ်းတက်တန်းရှိတဲ့ဗြမာကြီးတွေဒီရှိကဖျား9စုမြတ်စွာဂေါရမဖျားရဲ့အရင်ပွင့်ခဲ့တဲ့ဖျားတွေရဲ့တပည့်တွေကိုရှိသေးတယ်ဓမ္မာရီကတက်တန်းအဲ့လောက်ရှိတာနော်ဟုတ်ဒါကတော့ကျမအခုပြောတာလေးကတော့တလုံးချင်းကိုဒီခန္ဓာတုတ်ကိုကျမတင်ထားတဲ့အတိုင်းဘာသာပြန်တာပါအခုတီရကူဆရာတော်ဘာသာပြန်ဟုတ်ကဲ့ဗာမေးချင်တာလဲ အမဟိုကလေးလိုင်းရမကောင်းလို့သောဟန်နမ ဩ ဘဂဝါ သော တော့ ဟန်နမောဘဂဝတ်တော်ဆိုတာသောဟန်ဆိုတာကသောဆိုတာသူတို့ကိုနမောရှိခိုးပါတယ်ဘဂဝတ်တော်ဆိုတာဘဂဝါဆိုတာမြတ်စွာဘုရားအဲ့တော့သူတို့လို့ပါပြန်လို့မြတ်စွာဘုရားရှင်တို့ကိုရှိခိုးပါတယ်နမောဆိုတာရှိခိုးတာနမောဆိုတာချင်းလေးတောင်ကြည့်ရလေဘဂဝါဆိုတာဘုရားသူကဒီရှေ့မှာသူကဂါထာဆိုတော့လှအောင်ရှိရတင်တဲ့တော့သောဟန်နမောဘဂဝတ်တော်သူတို့ကိုဖျားရှင်တို့ကိုရှိခိုးပါတယ်ဘလို့ဖျားရှင်လဲဆိုတော့အမလေး7မိနစ်ပဲကျန်တော့ခုနှစ်စုခုံတော့ဖျားရှင်တွေကိုရှိခိုးတယ်တက်တန်တယ်ဆိုတော့ဒီဖျားခုနှစ်စုပွင့်တော်မူပြီးတော့ဖျားခုနှစ်စုကိုရှိခိုးပါတယ်လို့ပြောတာပါရှင်ဒီတကြောင်လုံးပေါင်းပြီးဘာသာပြန်မယ်နော်အဲ့တော့ဒီမှာဖျားတရားကုံတန်ငါးကုံခွင်ရှိကဖျားတရားတန်ခါဂုံရဲ့ဖျားခုနှစ်စုရဲ့ကိုအကာအကွယ်ယူတစ္ဆာဆိုပြီးတော့မှ तू ကဆုတောင်းလိုက်တာနော်အဲ့ဒီရဲ့အကာအကွယ်လိုက်တာခန္ဓာတုတ်ကမေတ္တာပို့တယ်ပထမမေတ္တာပို့တယ်နောက်ပြီးကြတော့တစ္ဆာဆိုတယ်နှစ်ခုလုံးပါတယ်မေတ္တာတုတ်မှာမေတ္တာပို့တာတစ်ခုတည်းတင်ပါတယ်နော်ခန္ဓာတုတ်ကနှစ်ခုလုံးပါတယ်ခန္ဓာတုတ်ကပို့ပြီးတော့ ဟုတ်ကဲ့ဆရာ တုတ်နဲ့ထက်ထက်မြက်မြက်ရှိတယ်ပို့ကောင်းတယ်မဖြစ်မနေကိုတက်ပါလေရှင်ကျမမိနစ်က9မိနစ်ပဲကျန်တော့အောက်ကဒါလေးကို ကျမဟိုကဖယားအဟောကကြတော့ဟုတ်ကဲ့ဟုတ်ဖယားဟောတာကြတော့နံပါတ်3ကနေပဲစတယ်နော်ဆရာမဟုတ်ဟုတ်မှန်တယ်ဒါပေမဲ့1 2ကမေးသွားတယ်အမွှန်း1 2ကိုကြော်ခဲ့လို့မရအောင်နော်ဒီဟာကြော်ခဲ့လို့မရအောင်ဟုတ်ကဲ့ဆရာမဒီမှာကအားလုံး ဟုတ်ကဲ့ပါဆရာမဂါထာက8ခုပဲရှိတာပါတစ်ခုမှခြံခဲ့လို့မရဘူးလုံးဝမမအောင်ကြက်ပါဟုတ်ကဲ့ပါဆရာမဟုတ်ဒီမှာဒါလေးကိုဆက်ရှင်းလိုက်မယ်နော်ဟုတ်ပြီးလောက်မယ်ထင်ပါဟုတ်ဒါ ကဲ့ လေး ဆရာမ ကတော့ပို့ထားပြီးသားမြင်ရလားရှင်ဒါလေးမြင်ရလားနော် မြင်ရပါ မြ တယ် င်ရပါတယ်ဆရာမ ခဏတုတ်အမွှင်းက1 2ဟုတ်လားဒီကတော့ဘာသာပြန်တာလေးကျွန်မဖတ်ပြမယ်တပ္ပတိဝိတဇာတိနံဒိဗ္ဗမန္တာကတံဝိယယန္နာတိတိဝိတံဂောရံတေသစ္စာပိပရိတယံဟုတ်လားမြန်မာလူကဒီဘက်မှာ तू ကအားလုံးပေါင်းမှတက္ကထာဖြစ်တတ်တယ်ဒီဘက်မှာအားလုံးပေါင်းမှဘာသာပြန်ကအဓိပ္ပာယ်ပြည့်စုံပါတယ်သူကခဏတုတ်ပရိတ်တော်သည်လျင်သောအစိတ်ရှိသောမွေအားလုံး၏ပြင်းထန်သောအစိတ်တို့ကိုနတ်ဆေးဝါနတ်မှန်နံကဲ့သို့အစမ်းထက်စာဖယ်ရှားနိုင်၏တဲ့နတ်ဆေးဆိုတဲ့နောက်ကောင်းမိတာပေါ့နတ်ဆေးလေးနတ်ရည်စင်လေးတစ်စက်ထိတာနဲ့ရှိမှတ်ယောဂါတွေအားလုံးပျောက်တယ်ဆိုတော့ကျမတို့တာတကတွေအများကြီးဖတ်ခဲ့ဘူးတယ်လေ့လာခဲ့ဘူးတယ်အဲ့တော့နတ်ဆေးနတ်မှန်နံလိုပဲဒီခဏတုတ်တော်ကအစွမ်းထက်တယ်တဲ့မွေစိုးတွေဘလောက်ဆိုးခဏတုတ်ရွတ်ဖက်ပူဇော်လိုက်ရင်ပျောက်သွားတယ်မွေစိုးကိုမလာတော့စိတ်တွေလည်းပျောက်သွားတယ်အဲ့ဒီပဲပေါ့နော်
အာနာခိတမိတပ္ပတနော်အခုမြတ်စွာဘုရားရှင်ရဲ့အာနာခိကိုပြောတာအာနာခိတမိအာနက်နော်အာနာလို့ဖတ်လို့မရဘူးအာနခိတမိဟလားအာနာခိမြတ်စွာဘုရားရှင်ရဲ့အာနာဘလောက်ပြည့်နေလဲဆိုစัจ java လာဂရေတသိန်းအတွင်းပြည့်လဲနေဒီနေရာယူလို့ရန်ကုန်ရောက်ပါမလားမင်းစัจ java လာဂရေတသိန်းကိုမြတ်စွာဘုရားရှင်အာနာပြည့်နေတယ်အဲကြောင့်ဘယ်နေရာယူလိုက်ပြင်းထန်တဲ့အစိတ်ရှိတဲ့တတ္တဝါတွေရဲ့ဘေးရန်ကိုကာကွယ်နိုင်တယ်တားမြစ်နိုင်တယ်တဲ့ပရိတန်တံဗနာမဟိဒီစကလုံးလေးကတော့ PhD 17တုပ်ရွတ်တဲ့အထက်မှာအမြဲတမ်းပါတယ်အဲအကြောင်းမလို့ဒီပရိတော်ကိုငါတို့ရွတ်ဖတ်ပူဇော်ကြပါစို့နံပါတ်3ကဝိရုပက္ခေဟိမေမေတ္တံနော်မေဆိုတာကငါမေတ္တံဆိုတာမေတ္တာပို့တာဝိရုပက္ခေဟိဆိုဝိရုပက္ခမွေမျိုးမွေအမျိုးပေါ့နော်လူမပုံနာမျိုးတို့ယဟန်မျိုးတို့ဆုလိုက်တယ်လေ तू ကဝိရုပက္ခဆိုရယ်မွေမျိုးတို့လည်းမေတ္တာပို့တယ်ငါမေတ္တာဝိရုပက္ခမွေမျိုးတွေစီရောက်ရှိပါစေနောက်တစ်ခုကမေတ္တအေရပထေဟိမေနော်ငါရဲ့မေတ္တာတွေဒီအေရပထဆိုရယ်မွေမျိုးတွေဆိုလည်းရောက်ရှိပါမွေနာမည်ကအေရပထေမဟုတ်ဘူးနော်အေရပထနော်အေယပထနဲ့အေဟိနဲ့ပေါင်းလိုက်တော့အေယပထေဟိဖြစ်သွားတာနော်အေယပထမွေမျိုးနော်နောက်ထပ်မွေမျိုးကစပြပုတ်တိဆိုစပြပုတ်တာမွေမျိုးနော်နောက်မွေကဘာလဲဆိုဂေါရကဏ္ဏဂေါရမဒီမွေနာမည်ကဘုရားနာမည်နဲ့ခက်စင်စင်နော်ဟုတ်အဲဆိုရင်အပိုင်လေးကိုဆက်သွားလို့ရမလားရှင်ရပါတယ် မနောက်ထပ်5မိနစ်ပဲကျန်တော့အပိုင်လေးရပါလေဆိုတော့အတန်ဆူတာလေးပိတ်ပေးပါနော်ဘေးရဆူနော်အပါတကေဤမေမေတ္တံအာဤမေတ္တာစိတ်ဒီခြေမရှိသောတတ္တဝါတွေနဲ့အတူဖြစ်ပါဆိုတော့ तू ကခြေမရှိတဲ့တတ္တဝါတွေလည်းမေတ္တာပို့တယ်နောက်ပြီးတော့ခြေပဲနှစ်ချောင်းကိုလည်းမေတ္တာပို့တယ်ခြေနှစ်ချောင်းနောက်ပြီးတော့ခြေလေးချောင်းနော်ပြီးတော့အခုဆိုတာခြေများစွာခြေများရှိတဲ့တတ္တဝါတွေလည်းမေတ္တာပို့တယ်နံပါတ်4ကတတ္တဝါပထမကနံပါတ်3ကမွေလေးမျိုးပို့တယ်အပိုက်လေးကတတ္တဝါလေးမျိုးပို့တယ်ခြေထောက်လေးမျိုးပို့တာပေါ့နော်နံပါတ်5မှာじゃ तू ကအရင်ပေးတယ်ပေးပြီးပြန်တောင်းပြီနော်မေတ္တာပို့ပြီးတော့မိမိဆန္ဒကိုအတွက်ကိုပြန်တောင်းတယ်နော်ဟိန်တိဆိုတာညင်မှန်ဆက်ဒုက္ခပေးတာနော်အဲ့တော့မာမန်ဆိုမညင်းစေပါစေနဲ့ငါကိုအပါတကောဟိန်တိငါကိုမညင်းစေပါစေနဲ့အဲ့ဆိုအပါတကောဆိုခြေထောက်မရှိတဲ့တတ္တဝါတွေငါကိုမညင်းစေပါစေနဲ့နော်နောက်တစ်ခုကမာမန်ဟိန်တိပြုပါတကောခြေထောက်နှစ်ချောင်းရှိတဲ့တတ္တဝါတွေလည်းငါကိုမညင်းစေပါစေနဲ့မာမန်စတုပ်တော့ရင်ခြေထောက်၄ချောင်းရှိတဲ့တတ္တဝါတွေလည်းငါကိုမညင်းစေပါစေနဲ့နောက်ကခြေထောက်များစွာရှိတဲ့တတ္တဝါမြင်နေပါနဲ့အဲ့ဆိုမြေပေါ်မှာရှိတဲ့တတ္တဝါတွေအကုန်ပါသွားပြီလို့ဆိုလိုတယ်နော်ဟုတ်ရလားရှင်ရပါတယ်ဟုတ်နံပါတ်6ကရပါတယ်ဆရာမဟုတ်ကဲ့နံပါတ်6ကတတ္တဝါအလုံးမေတ္တာပို့ပုံဒါကတော့မေတ္တာသုံးတဲ့ခက်စင်စင်ပဲတပ်ပေတတ္တာတတ္တဝါအလုံးတပ်ပေပါဏာအသက်ရှူတဲ့တတ္တဝါမှန်သမျှနော်တပ်ပေဘုဒ္ဓစကေဝလံနော်ထင်ရှားရှိတဲ့တတ္တဝါအလုံးတဲ့မကောင်းတာတွေမကြုံပါစေနဲ့ကောင်းတာတွေပဲကြုံကြပါစေတဲ့ခုနဒါလေးကိုရှင်းခဲ့ပါတယ်ပြီး3မိနစ်ပဲကျန်အဲ့တော့နံပါတ်9အတိုင်းတာမရှိအတိုင်းတာရှိဒီမှာအပမနောဗုဒ္ဓောအပမနောဓမ္မောအပမနောတန်ခောဆိုဖရာတရားတန်ဃာတို့ရဲ့ဂုဏ်ကျေးဇူးဟာအတိုင်းတာမရှိကြီးကျယ်မြင့်မြတ်လာတယ်မှန်တာပေါ့ဖရာရှိလို့တာကျမတို့ကကုသိုလ်အကုသိုလ်ခွဲသိတာဖရာမရှိရင်ကုသိုလ်အကုသိုလ်ခွဲမသိတော့အဲ့လိုပဲဖရာတရားတန်ဃာအားလုံးရဲ့ဂုဏ်ကျေးဇူးကကြီးကျယ်မြင့်မြတ်တယ်တဲ့နော်နောက်တစ်ခုကပမာဏဝိနာနိနော်ဒီမှာအတိုင်းအရှိကိလေသာရှိတဲ့တတ္တဝါတွေအဲ့ထဲမှာဘလို့တတ္တဝါတွေလဲဆိုမွေကိမိကာကိချေများပင်ကူတက်တူကြွအလုံးဟုတ်လားအဲ့ဒါတွေကအတိုင်းတာရှိတယ်ကိလေသာရှိကြတယ်လူလဲပါနော်ကိလေသာရှိကြတယ်တဲ့ဒါကပုံကိုယ်တွေပဲခွဲသေးတယ်အောက်မှာထပ်ပြီးဆူတောင်းပြီကတာမေရခာငါကိုစောက်ရှောက်အဟန္တာပြုလုပ်ပေးပါကတံမေပရိတ်တံဆိုပရိတ်တံဆိုလဲကာကွယ်စောက်ရှောက်တာပဋိက္ကမန္တုဗုဒ္ဓာနိအစိတ်ရှိတဲ့တတ္တဝါတွေအားလုံးဖယ်ကျင်ကြပါတဲ့တောဟံနမောဘဂဝတောနော်တောဟံနမဖရာတွေကိုရှ िख ိုးပါတယ်ဘယ်လိုဖရာကိုရှ िख ိုးရတော့ဖရာ9စုကိုရှ िख ိုးပါတယ်တဲ့အပေါ်မှာဖရာတရားဂုဏ်ကျေးဇူးကိုပြောပြီးတစ္ဆာဆိုလိုက်တယ်
သစ္စာဆိုပြီးတော့မှဒီအကောင်တွေကနေအစိတ်ရှိတဲ့အကောင်တွေငါစီကိုမလာပါနဲ့တခြားအန်ရီတွေလည်းမလာပါနဲ့အန်ရီအားလုံးလည်းကာကွယ်ပေးရနော်မွေတွေအစိတ်ရှိရရှိသမျှအန်ရီအားလုံးကာကွယ်ပေးတယ်ခန္ဓာတုတ်ကတူတူလေးနဲ့ကောင်းပါတယ်ရှင်အဲ့ဒါကြောင့်မို့လို့အလွတ်ရပြီးပူဇော်ခြင်းစင်ပါတယ်ဒီမှာရှင်းပြရလေအဆင်ပြေလားရှင် ပြပါတယ်ဆရာမနည်းနည်းတော့လိုက်မှတ်ရမှာ ပြ ပေါ့ ပါတယ်ဆရာမ ဟုတ်ဒီမှာ recording လေးပြန်ပို့ပေးမယ်ဘာလို့လဲဆိုတော့မိနစ်လေးကနောက်တက်10မိနစ်ပဲကျန်တော့မိနစ်ပြုတ်ကြမှာဆိုလို့ဟုတ်ဒါဆိုလို့ရှိ ဟုတ် ရင် ကဲ့ပါဆရာမဟုတ် ဟုတ်ဟိုကျွန်တော်တို့ကိုရက်နေ့ကိုစနိုင်မယ်နော်မင်္ဂလာပါဥက္ကဋ္ဌကြီးရှင်အကြောင်း ဟုတ်ကဲ့ပါမင်္ဂလာပါ ဟုတ်ကဲ့10မိနစ်လောက်ကျန်သေးရပြောပြပါအောင်ရှင်ဒီမှာရှိတဲ့သူလေးကို message လေးပြအောင်ကျမတို့ကိုရက်နေ့ကမင်္ဂလာပါ ဟုတ်ကဲ့အားလုံးမင်္ဂလာပါနှုတ်ဆက်ပါတယ်ဗျာ မင်္ဂလာပါရှင် ကျွန်တော်တို့9ရက်နေ့ကိုစပါမယ်9ရက်နေ့ကို level 2ကအပြီးတော့မှဆောင်မှာပါမနေ့ခင်ပိုင်းမှာ level 1ကိုတော့ကျွန်တော်တို့ညနေခင်းစွန်းစားဆောင်မှာပါလို့ကျွန်တော်တို့သတ်မှတ်ထားပါတယ်အသေးစိတ်အချိန်စင်းတွေလည်းထုတ်ပြန်ပေးပါမယ်ကဲအခုလိုစွတ်စီစီနဲ့ကျွန်တော်တို့ level 2သင်္นานသူသင်္นานသားတွေအားလုံးစူးစမ်းကြတဲ့အတွက်ကြောင့်လှိုက်လဲဝမ်းသာစွာဂုဏ်ယူပါတယ်ဗျာကျေးဇူးထူးတင်ရှိပါတယ်ဗျာ ဟုတ်ကဲ့ပါရှင် ကျေးဇူးတင်ပါတယ်ရှင် ဟုတ်ကဲ့ ကျေးဇူးပါ ဟုတ်ကဲ့ပါအဲ့ဆိုဗုဒ္ဓတန်တဲ့စီရတီတူလေးအောင် ဆရာမအတန်းဖိုင်လေးပို့ပေးပါနော် ပို့ပေးပါမယ်ရှင့် record ပို့ပေးပါမယ်ဘုရားသာသနာ ဘုရားသာသနာစင်ကြယ်ဒေတူတူသာသနာစီတဲ့ဒေတူတူသာသနာစီတဲ့ဒေတူတူအာဒုအာဒုဆိုတော့ limit လေးနဲ့မလို့ပါတန်ပိုင် ဆရာမစနေတနင်္ဂနွေနေ့ဘယ်နေ့ကစမယ်မသိဘူးเนาะအချိန်ပြီးမှတင်ပေးမှာပါ 9ရက်နေ့စမယ်စီ9ရက်နေ့တနင်္ဂနွေဟို10ရက်နေ့မစကြဘူး9ရက်နေ့ဒီမှာ record ဖြုံးတော့